สวัสดีค่ะทุกคนအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စကားပြောတဲ့အချိန်စကားဇာတ်လေးတွေကိုဘယ်လိုပြောရလဲဆိုတာအတူတူလေ့လာကြည့်အောင်ถึงแม้ว่าတိုးပေမဲ့လည်းဥပမာစာကြောင်းနေနဲ့ถึงแม้ว่าเธอไม่มาฉันก็รออยู่ถึงแม้ว่าเธอไม่มาฉันก็รออยู่မင်းမလာတော့ပေမဲ့ငါစောင့်နေတယ်แม้แต่တောင်မှแม้แต่ฉันยังไม่รู้ငါတော့မှမသိဘူးต่อไปဆက်လက်၍ဥပမာအနေနဲ့ต่อไปเธอจะทำอะไรอีกต่อไปเธอจะทำอะไรอีกစိုက်ပြီးတော့ပြန်ပါလို့မှာလဲนอกจากนี้ถ้าအပြင်นอกจากนี้มีอะไรอีกนอกจากนี้มีอะไรอีกဒါအပြင်ပါရှိသေးလဲถ้าလျင်ถ้าไม่พูดใครจะรู้မပြောရင်ဘယ်သူသိမလဲถ้าอย่างนั้นအဲ့ဒီလိုဆိုရင်အားလုံးပဲနားလည်မယ်လို့ထင်ပါတယ်စวัสดีค่ะบ๊ายบายค่ะ